ရောက်ပိုင်းစင်တီနဲ့ကျုံးပေါ်မှာ24နာရီရှင်သန်နိုင်မှာမလား။ဒီကျုံးပေါ်တော့တစ်ခုပဲလို့ထင်ပြီးရောက်သွားရင်တော့ဒါအကြီးမားဆုံးအမှားပါပဲ။ကျုံးပေါ်ခြေချရတာနဲ့အတွေ့ခံလိုက်ရပါပြီ။တော်ရီလစ်ဆန်နေမဟုတ်ပဲဒီကျုံးနဲ့ပေါင်းများစွာထောင်ချီအောင်ကာကွယ်ဆောက်ရှောက်လာတဲ့စင်တီနဲ့မျိုးနွယ်စုတွေကတင့်ကိုမြင်သွားတာပါ။ဒီနဲ့ပြေးဖို့ကြိုးစားပေမဲ့သူတို့ကတင့်ကိုဝိုင်းထားလိုက်ပါပြီ။တကယ်လို့သူတို့မိသွားရင်တော့ဘယ်ကလူကယူနာမှမျောလင်းလို့မရပါဘူး။ပြင်လူတွေကိုသေးသေးနိုင်တဲ့ချင်းချောက်မှုအဖြစ်သတ်မှတ်ထားပြီးချင်းချောက်မှုတွေကိုသူတို့ကအမြင့်ဖြတ်လေးရှိပါတယ်။တင့်ယုံလောင်းတော့ဘယ်တော့မှပြတ်ရှာတွေ့မှာမဟုတ်ပဲဒီကျုံးကတင့်ကိုလူလောကတွေကနေအပြီးပြိုင်ဖျောက်ဖျက်ပေးပါလိမ့်မယ်။တို့လက်ထဲကနေလွတ်အောင်ပြေးပြီးတောတွေကိုပုံနိုင်ခဲ့တယ်ဆိုပါစို့အခုတော့ကျုံးကြီးကိုယ်တိုင်အသင့်အဆုံးသတ်ဖို့ကြိုးစားပါတော့မယ်တောက်တုံးရေးစစ်မှန်မရှိသလိုခိုးလို့ရနေရလည်းမရှိပါဘူးအင်းဆက်ပိုးမွားတွေကလည်းမြန်မနာကြိုက်ခဲနေပါလိမ့်မယ်ဒီစားဒဏ်ရာလေးတွေကတင့်ကိုအနေနဲ့ဖြစ်စေတဲ့အထိကူးဆက်ပိုးဝင်နိုင်ပါတယ်ဒီတဲ့ခန်းချောက်ဦးဒဏ်ကိုအပြင်းထန်ခံစားရပါပြီအဲ့ဒီအချိန်မှာစားစရာနဲ့တောက်ရည်အမြန်မရအောင်ဆိုရင်တင့်ခန္ဓာကိုယ်ကတစားတဲ့တစားရက်တန်သွားပါလိမ့်မယ်ဆာလောင်မှုရင်ငဲမှုနဲ့ကူးဆက်ယောဂတွေကတင့်ရဲ့အရှင်တန်မှုအဆုံးသတ်ပေးပါလိမ့်မယ်နောက်ပိုင်းစနေနဲ့ကျုံးပေါ်မှာ24နိုင်ကြောင်းအသက်ရှင်နိုင်မဲ့တခုတည်းသောနီးလန်အဲ့ကျုံးပေါ်ကိုခြေဥတော်မလဲတာပါပဲ